ကောင်းမှုကုသိုလ်လှုပ်ချင်တဲ့စိတ်ကလေးတွေပေါ်လာရင်ချက်ချင်းလှုပ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့စိတ်ဟာမကောင်းမှုမှသိပ်ပျော်တတ်တယ်သူပျော်တဲ့နေရာမှာပဲသူကျက်စားတဲ့သဘောရှိတယ်ဒါကြောင့်ကုသိုလ်တစ်ခုခုလှုပ်ချင်ပြီဆိုလို့ရှိရင်အချိန်မဆွဲပဲနဲ့ချက်ချင်းလှုပ်ရမယ်အချိန်ဆွဲလိုက်ပြီဆိုလို့ရှိရင်အကုသိုလ်တွေဟာခွင့်ရယူပြီးတော့ဒီကုသိုလ်ကိုမလုပ်ပြအောင်တားမြစ်လိမ့်မယ်ဥပမာတစ်ခုကိုကအလှူတန်းဖို့တစ်ခုတွေးလို့လူချင်းတန်းကျင်တဲ့စိတ်ကလေးပေါ်လာတယ်ဒါပေမဲ့ချက်ချင်းလက်ငယ်ကြီးမလှူနိုင်သေးဘူးဆိုရင်တော့မှလူချင်းတန်းကျင်တဲ့ကုသိုလ်စိတ်ကလေးပြောင်းမသွားခင်မှာကိုယ်မှာရှိတဲ့ဘုရားကိုတောက်တော်ရည်ချမ်းကတ်တာပဲဖြစ်ဖြစ်ပန်းကတ်တာပဲဖြစ်ဖြစ်လက်နှစ်ဖက်ယူပါခင်ဗျာချက်ချင်းလှုပ်လိုက်ပါဒီလိုလှုပ်ဖို့ခွင့်ရမရသေးဘူးဆိုရင်တော့မှဗုဒ္ဓဂုဏ်တော်ပွားလိုက်တာပဲဖြစ်ဖြစ်တရားဝါတွေကျမ်းမှချမ်းသာကြပါ